okay အဲ့ဒါကျွန်တော်ဘာနဲ့တူသွားမလဲဆိုတော့ကျွန်တော်တစ်ချက်ပြောပြမယ်နော်ဒီ Binance မှာပေါ့နော် Binance မှာlaunch pool တွေ launch pool လို့ပဲရှိတာပေါ့နော် launch pool တွေ join ဖို့အတွက်ပြောလို့ရှိရင် BNB နဲ့ stake လို့ရတယ် USD နဲ့ stake လို့ရတယ်အဲ့တော့launch pool join ဖို့အတွက် BNB ကပိုရတယ်ဆိုတော့ launch pool လာနေပြီအဲ့တော့ BNB ဝယ်ပြီး BNB ခုချက်ချင်းကောက်ဝယ်ပြီးတော့ stake လိုက်မယ်ပြီးကြတော့မှရတဲ့ BNB ဝယ်ထားတဲ့ BNB ရဲ့ရတဲ့ ဒီ launch pool ရဲ့နှစ်ခုပေါင်းပြီးပြန်ရောင်းလိုက်မယ်ဆိုပြီးတော့အဲ့ဒါနဲ့တူတူပဲပေါ့နော်အဲ့ဒါဆိုတော့မြက်ချင်တော့မြက်သွားနိုင်တယ်ပေါ့နော်ဒါပေမဲ့မြက်ဖို့ရာခိုင်နှုန်းနည်းတယ်ပေါ့နော်ဒီအခုကတော့အန်းထဲမှာဆိုတော့အန်းဘယ်လောက်ပေးမလဲတော့မသိဘူးပေါ့နော်အဲ့တော့တကယ်လို့ဒီဝယ်BTC ဝယ်ပြီးတော့ရောင်းမဲ့အချိန်မှာ BTC ဈေးကျပြီးတော့တော်တော်ကျတဲ့အချိန်ဖြစ်သွားပြီးတော့ဒီဘယ်လိုပြောရမလဲတော်တော်ကျတဲ့အချိန်ဖြစ်သွားပြီးတော့ပြန်မတက်လာတော့ဘူးပေါ့နော်ပြန်မတက်လာသေးဘူးအဲ့ချိန်ရောက်သွားလို့ရှိရင်တော့အဲ့လိုစက်ကင်ထားရတော့မှာပေါ့နော်မကင်ထားလို့ရောင်းခြင်းဆိုရင်လည်းအရှုံးနဲ့ထွက်သွားရမှာပေါ့အဲ့ဆိုတော့ဟို risk ယူတာယူပေါ့နော်ဒါပေမဲ့အဲ့လိုrisk ယူရတော့ရပါတယ်အဲ့လိုတစ်ချက်ပြန်စဉ်းစားကြည့်ပေါ့နော်အဲ့လိုလုပ်တင်ပါတယ်အဲ့တော့ okay ဝါရီလည်းစလိုက်ပြီဆိုတော့စလိုက်ပါမယ်အားလုံးမင်္ဂလာပါဒီချိန်ပြန်ကြိုးစားပါတယ်ကျွန်တော်တို့ဒီနေ့မှာတော့ကျွန်တော်တို့ဒီချိန်ကောပေါ့ပါအနေနဲ့သတင်းလေးတွေပြောပြသွားပါမယ်။လွန်ခဲ့တဲ့တစ်ပတ်တီကဖြစ်ခဲ့တဲ့သတင်းတွေကိုကျွန်တော်စုပြီးတော့ဒီထူးခြားမဲ့သတင်းလေးတွေပြောပြပေးသွားပါမယ်။အဲ့တော့စလိုက်ကြရအောင်။အရင်ဆုံးကျွန်တော်တို့အရင်တစ်ပတ်ကဈေးတွေ share ကြတယ်။ share ကြပြီးတော့အရင်တစ်ပတ်ကမှပြန်စပြီးတော့အရင်တစ်ပတ်လောက်ကမှပေါ့နော်။တစ်ခုကနေဆိုရင်အရင်တစ်ပတ်အင်္ဂါလောက်ကမှစပြီးတော့ဒီဈေးလေးတွေပြန်တက်လာတယ်။15,000ကနေပြီးတော့အခုဆို18,500လားမသိဘူးအဲ့လောက်ရောက်သွားတယ်ပေါ့နော်အဲ့ဒါသတင်းကောင်းလေးတစ်ခုပေါ့နော်ဈေးပြန်တက်လာတယ်ပေါ့နော်အဲ့ဒီချိန်မှာဈေးပြန်တက်လာအဲ့ဒါနဲ့တော့မဆိုင်ဘူးတင်တယ်တစ်ခုကြုံလိုက်သေးရလေဈေးကတက်သွားပြီဈေးတက်တဲ့အချိန်မှာ US ကဘုံကျဲလိုက်တာလားမသိဘူးတဲ့ US ကဒီဒူဘိုင်းမှာရှိတဲ့နေရာမှာလားမသိဘူးဘုံကျဲလိုက်တာပေါ့နော်ဘုံကျဲလိုက်တော့အဲ့မှာဈေးတွေထိုးကျသွားပြီးတော့အဲ့ချိန်မှာပြန်ပြီးတော့တက်လာတယ်ပေါ့နော်ကျွန်တော်တို့ကတော့ဟာသွားပြီးကြပြီပေါ့နော်ပြီးတော့ပြန်တက်လာတဲ့ဈေးတွေကအဲ့လိုဘုံတိုင်းဆိုပြီးတော့ကြပြီပြန်တက်လာတယ်အဲ့ဒါလေးတော့ရှိရပေါ့နော်โอเคပြီးတော့ကျွန်တော်တို့ရဲ့ဒီ Ripple ရဲ့ co-founder ကသူ့ရဲ့ social media account ပေါ့နော် X ပေါ်မှာဒီဘာမှမပြောဘဲနေရနေပြီးတော့14နှစ်လောက်ရှိပြီပေါ့နော်ဘာမှမပြောဘဲနေလာအဲ့ရနေပြီးတော့အခုပြန်ပြီးတော့ active ဖြစ်ပြီးတော့ post လေးပါလေးစတင်လာပြီပေါ့နော်အဲ့တော့ပြောရလို့ရှိရင်တော့ဒါဘာမှတော့မဟုတ်ဒါပေမဲ့ဒီဘာရွေချက်ကြောင့်လဲဒီ Ripple မှာတခုများလှုပ်ရှားမှုရှိမလားပေါ့နော်တခုချပြခြင်းလို့များသူအကောင့်စပြီးတော့လောက်တာလားပေါ့နော်အဲ့အမျိုးတော့ရှိတယ်အဲ့ဆိုတော့Ripple ကိုတော့တစ်ချက်စောင့်ကြည့်ရမယ်ပေါ့နော်အဲ့တော့ဒါကလည်းသတင်းကောင်းလို့အထင်ပါတယ်ပြီးတော့ကျွန်တော်တို့ဒီဆရာကြီးပေါ့နော် Meta Planet ပေါ့နော် Meta Planet ကသူ2029မှာပေါ့နော်2029မှာသူတို့ BTC ကွာ2သိန်း1000လောက်ထိစုနိုင်မယ်လို့ကျွန်တော်တို့ရည်မှန်းထားတယ်ပေါ့နော်အဲ့တော့သူတို့စွတ်တွေဝယ်နေတယ်ပေါ့နော်စွတ်တွေဝယ်နေတယ်သူရဲ့ Meta Planet ရဲ့ Michael Saylor ရဲ့နှစ်ယောက်ပြိုင်ဝယ်နေကြရပေါ့နော်အဲ့ဒီပြိုင်ဝယ်တာကိုအားကြပြီးတော့တခြား company တွေကနေလိုက်ဝယ်နေကြရပေါ့နော်အဲ့တော့နောက်သတင်းတွေပါပါတယ်ပေါ့နော်အဲ့ဒါဆက်ပြောပြမယ်ပြီးတော့ကျွန်တော်တို့ဒီ Master Cap ပေါ့နော် Master Cap နဲ့ Chainlink နဲ့သူတို့ဒီ collab လုပ်လိုက်ပြီးတော့ပါတနာလုပ်လိုက်တယ်ပေါ့နော်ပါတနာလုပ်လိုက်ပြီးတော့ crypto နဲ့ Master Cap နဲ့ crypto ဝယ်လို့ရတာတွေအဲ့လိုမျိုးပေါ့နော်အဲ့လို Cap Master Cap holder တွေကိုသူတို့ on chain ပေါ်ကနေပြီးတော့ crypto ဝယ်လို့ရအောင် directly crypto ဝယ်လို့ရအောင်လုပ်နေပြီပေါ့နော်ပါတနာလုပ်ပြီးတော့ Chainlink နဲ့ Master Cap နဲ့လုပ်ပြီးတော့အဲ့လည်းသတင်းကောင်းပဲပေါ့နော်နောက်ကြလို့ရှိရင်ကျွန်တော်တို့ဒီ crypto နဲ့ပေးကြလို့ရှိရင်အဲ့လိုBinance ကိုထုတ် MEXC ကိုထုတ်ပြန်လွှဲအဲ့လိုကြီးလောက်ကြမလို့တော့ဘူးပေါ့နော်Master Cap လေးနဲ့တီးဆိုနှိပ်လိုက်အောင်အဲ့လိုမျိုး crypto နဲ့ရှင်းမဲ့ပါညာပေါ့နော်အဲ့လိုလုပ်လိုက်လို့ရပြီလုပ်ဖို့လည်းလာနေလောက်ပြီအဲ့တော့နောက်တစ်ခုကကြတော့
collab ဒါလည်း collab လုပ်တာပဲပေါ့နော်ဒီကျွန်တော်တို့ဘာနဲ့လူတီများလဲဆိုတော့ wallet တွေနဲ့လူတီများတယ် ledger ပေါ့နော် ledger ကသူတို့ဘောလုံးအသင်းနဲ့French လို့ထင်တယ်ဟုတ်တယ်ပြင်သစ်ရဲ့ NBA ကစားသမားတွေနဲ့သူတို့ collab လုပ်လိုက်ပြီပေါ့နော် collab လုပ်လိုက်ပြီအဲ့တော့ပြောလို့ရှိရင်ဘယ်လိုပြောရမလဲနော်သတင်းတွေဖတ်ပြလို့မှားသွားတာရှိရင်တစ်ချက်ပြန်ထောက်ပေးပေါ့နော်ဒီတိုင်းပဲကြည်ပြောနေတော့ခါကြတော့တချို့တလေမှားသွားနိုင်တာရှိပါတယ်အဲ့ဒါလည်းခွင့်လွှတ်ပေးပါမှားသွားလို့ရှိရင်ကျွန်တော်ပြန်တင်ပေးပါမယ်ပြန်ပြင်ပေးပါမယ်ဒီ NBA အသင်းပေါ့နော် NBA အသင်းသူတို့ collab လိုက်တယ်ပြောလို့ရှိရင်ပေါ့နော်ဒီ crypto နဲ့သက်ဆိုင်တဲ့ company တွေထားပါတော့ exchange တွေကနေပြီးတော့သူတို့စပြီးတော့အဲ့လို collab လုပ်တာရှိလာပြီပေါ့နော်ဒီအားကစားတွေထဲမှာပြောလို့ရှိရင်အကောင်းဆုံးပြောလို့ရှိရင်မြင်သာပြလို့ရှိရင် F1 Formula 1ပေါ့နော် Formula 1မှာဆိုရင် Bybit ရှိတယ် OK ရှိတယ်အခု Binance ပါလာပြီထင်တယ်သူတို့collab ထားတာပေါ့နော်သူတို့ Revolut နဲ့ Bybit နဲ့ collab ထားတယ်ပြီးတော့ OKX နဲ့ McLaren နဲ့ collab ထားတယ်ပေါ့နော်အခုတော့ Bybit ကတော့ share ကြီးဖြစ်နေပါပေါ့နော်သူတို့ collab ခွင့်ရတာသူတို့ Revolut နဲ့ collab ခွင့်ရတာအခုချိန်မှာ Formula 1 Revolut ကအတာနေရဆိုတော့အဲ့တော့လို့တဖြည်းဖြည်းခြေဆန့်လာပြီပေါ့နော်နောက်ကြရင်ဘောလုံးအသင်းတွေတခြား sport အသင်းတွေ e-sport တွေပါရောက်လာနိုင်မယ်လို့တော့ထင်တယ်ဒီ crypto တွေကအဲ့ကနေပြီးတော့သူတို့ထပ်ပြီးတော့ကြော်ညာသွားရပေါ့နော်ပြီးတော့နောက်တစ်ခုက Meta Planet ကသူတို့ဒီ BTC ထောက်ဝယ်ဖို့ပေါ့နော်အရင်ဘတ်ထဲမှာ BTC ထောက်ဝယ်ဖို့အတွက်919 million ပိုးဝယ်ဖို့အတွက်သူတို့operation တွေလုပ်နေတယ်fundraising ဆိုတာသူတို့ငွေရှာနေရပေါ့နော်သူတို့ထောက်ဝယ်ဖို့အတွက်ရှိတယ်ပြီးတော့နောက်မှကြံသေးတယ်ဝယ်တာတွေမှပြောပြမယ်ပြီးတော့သူတို့နောက်တစ်ခု collector ပေါ့နော် collector tender သူတို့ Juventus အသင်းဆိုတော့ကြည့်ရတာဟိုထင်တယ်ဘောလုံးအသင်းထင်တယ်နော်ဘောလုံးအသင်းသိမကြည့်ဘူး Juventus အသင်းနဲ့သူတို့မဟုတ်ဘူး collector မဟုတ်ဘူးသူက tender ကသူတို့ Juventus အသင်းကိုသူတို့ဝယ်လိုက်တာပေါ့နော် share holder share ဝယ်လိုက်တာ Juventus အသင်းရဲ့ share ကိုဝယ်လိုက်တော့ခါကျတော့သူတို့ Juventus အသင်းမှာ tender ဒီ second ဒုတိယအကြီးဆုံး share holder ဖြစ်သွားတယ်ပေါ့နော်အဲ့ဘယ်လောက်တန်လဲသူဝယ်လိုက်တဲ့ share ကဘယ်လောက်တန်လဲဆိုတော့128 million လောက်တန်တယ်million pound နဲ့ပေါ့နော်အဲ့လောက်တန်တယ်ပေါ့နော်အဲ့တော့ဒီတန်တာဝယ် Juventus ကိုဝယ်ပြီးတော့ဗာလေးလောက်ပြမလဲဆိုတာတစ်ချက်ကြည့်ရမှာပေါ့နော်ပြီးတော့ဒီ crypto အဲ့လို Meta Planet တို့ Market Slayer တို့ကလည်းဒီ Bitcoin တွေကိုတဲကြီးမကြီးဝယ်နေတယ်လို့အဲ့လိုခုချိန်မှာနည်းအဲ့လိုဒီတစ်ပတ်အတွင်းမှာတွေ့ရတာဘာလဲဆိုတော့အဲ့လိုဝေးတွေကနည်းနည်းခြေရှုပ်နေရပေါ့နော်ခြေရှုပ်နေရဆိုတာဝေးအကောင့်ဒီပိတ်ဖြစ်ဒီပိတ်တော့မဟုတ်နော် active မဖြစ်တဲ့ဝေးအကောင့်တွေက active ဖြစ်လာလိုက်ပြီးတော့ဝေးကသူတို့အဲ့လို transfer အဲ့လိုဒီ exchange တွေကို transfer လုပ်ပြီးရှောင်းလိုက်အဲ့လိုလုပ်နေရပေါ့နော်အဲ့တော့ဝေးတွေခြေရှုပ်နေရလို့ပြောလို့ရတယ်ရင်ဘက်ကဘာတွေဖြစ်မလဲတော့မသိဘူးပေါ့နော်အဲ့တော့ဒီမှာဒီသတင်းမှာကဝေးတယောက်ပေါ့နော်ဝေးတယောက်က Solana 2,900,000 ပို့ 2,904,000 ပေါ့နော် 2,904,988 ကွိုင်ဘယ်လောက်တန်လဲဆိုတော့ 39.9 million တန်တယ်ပေါ့နော်အဲ့ရနေသူstate လောက်ထားတာပေါ့နော်ဒီ Solana ကိုအဲ့လောက် state လောက်ထားတာနေသူထုတ်လိုက်တယ်ထုတ်ပြီးတော့သူတို့ hyper liquid ထဲကိုသူတို့ deposit လုပ်လိုက်တယ်ပေါ့နော် hyper liquid ထဲကိုသူတို့ deposit လုပ်လိုက်တယ်ပြီးတော့ဘာလုပ်မလဲတော့မသိဘူးပေါ့နော်ရောင်းမှလားဒါမှမဟုတ်ဒီတခြားလုပ်ဖို့လားပေါ့နော်အဲ့ဒါလေးတော့ရှိတယ်အဲ့တော့ဒါကတော့ပထမတစ်ခုဝေးတယောက်ခြေရှုပ်တာပေါ့နော်အဲ့တော့ Solana အဲ့ဒါတွေအဲ့2သိန်းပိုးသာရောင်းလိုက်ရင်တော့နည်းနည်းလေးကျမယ်လို့တော့ထင်တယ် Solana ကတော့ကြည့်ရအောင်ပေါ့နော်တစ်ချက်တော့ပြီးတော့ကျွန်တော်တို့ရဲ့Nevada လို့ခေါ်မလား Nevadia လားဒီဟိုတွေထုတ်တဲ့ဟာဒီကွန်ပျူတာပစ္စည်းတွေထုတ်တဲ့ဟာပေါ့နော်သူတို့ရဲ့ market cap ပေါ့နော် market cap က all time high ကိုရောက်သွားပြီ Nevada လို့ပဲခေါ်မလား Nvidia sorry ပါ Nvidia နဲ့ဟိုပြောလို့ရှိရင်ဘယ်လိုပြောရမလဲ crypto နဲ့သက်ဆိုင်လားဆိုတော့
သက်ဆိုင်မယ်ဆိုတာဒီ mining တို့ဘာလို့လဲဆိုရင်အဲ့လိုပြောလို့ရှိရင် graphic card တို့ဘာလို့ graphic card မဟုတ်ဒီဟိုဟာတွေလိုတယ်ပေါ့နော်ဒီကွန်ပျူတာပစ္စည်းတွေလိုတယ်ပေါ့နော်အဲ့တော့mining လုပ်ဖို့ဘာညာအဲ့မျိုးတွေအတွက်ကြည့်နေရပါတော့ဒီမှာ Meta Blender ကလာပြီ Meta Blender ကဒီအရင်တစ်ပတ်ထဲမှာပထမဦးဆုံးစဝယ်တယ်ဘယ်လောက်ဝယ်လဲဆိုတော့ဒီ BTC 1234 coin BTC 1234 coin ဝယ်တယ်ဘယ်လောက်ဖိုးလဲဆိုတော့ဒေါ်လာ130 million ဖိုးဝယ်တယ်million ဖိုးဝယ်တယ်သူတို့ဝယ်ထားတာကအခုဆိုရင်သူတို့ဘယ်လောက်ရှိသွားရလဲဆိုတော့12000 BTC 12000ပို့ရှိသွားပြီပေါ့နော် BTC 12345 coin သူတို့ Bitcoin ကင်ထားပြီပေါ့နော်အဲ့တော့ဆက်တိုးလာဖို့ပဲရှိရပေါ့နော်သူတို့လည်းမရောင်းဘူး Michael Slayer ကလည်းအဲ့လိုသူ post တင်တယ် I'm not selling တော့ပါတော့အဲ့လိုမျိုးတွေအဲ့လိုတယောက်နဲ့တယောက်အပြိုင်ပေါ့နော်သူတို့ပဲဝယ်ပြီးတော့21 million များသူတို့ရှိပဲရောက်သွားမလားဆိုတာတော့တစ်ချက်တော့ကြည့်ရမှာပေါ့နော်โอเคအဲ့တော့နောက်တစ်ခုပေါ့နော်နောက်တစ်ခုကကျတော့ဒီနိုင်ငံရေးအကြောင်းပေါ့နော် Donald Trump ကသူတို့ကုန်သွယ်ဖို့အတွက် China တရုတ်နဲ့ကုန်သွယ်ဖို့အတွက်သူတို့ official လက်မှတ်ထိုးလိုက်ပြီပေါ့နော် China နဲ့ကုန်သွယ်ဖို့ပြိပခါတွေဖြစ်တယ် China နဲ့လည်းဖြစ်တယ် China နဲ့လည်းဖြစ်တယ်ပေါ့နော်ကုန်သွယ်ရေးတွေပါခုနှစ်ကောက်တယ်အခုတော့ China နဲ့အရင်တစ်ပတ်ကပေါ့နော် China နဲ့ကုန်သွယ်ရေးလုပ်ဖို့ official sign ထိုးလိုက်ပြီပေါ့နော်အဲ့ဒါလေးလည်းကောင်းတဲ့တစ်ချက်ပဲအဲ့တော့ဘာဖြစ်လာမလဲပေါ့အဲ့တော့ okay နဲ့ comment လေးဖတ်လောက်မယ်နော် okay ဂျူမီတာအတင်းကတည်တယ်အဲ့လိုအတန်တွက်တွေကမှားမှာဆိုလို့ပေါ့နော်နည်း Q site ပြောနေတာပါတည်တော့တည်တယ်ဒါပေမဲ့ကြည့်တော့မကြည့်ဘူးဘလုံးပွဲတော့မကြည့်ဘူး sorry ပါပြီးတော့ S&P 500 S&P 500ဆိုတာကတော့ပြောလို့ရှိရင် trading ဆိုတာ crypto trading တော့မဟုတ်ဘူးเนาะဒီ stock trading တွေထဲမှာတော့နာမည်ကြီးတယ် S&P 500ဆိုတာကုမ္ပဏီတွေအများကြီးပေါင်းပြီးတော့လုပ်ထားတာပေါ့နော်အဲ့ဒါ900ပြောလို့ရှိရင်သူတို့ရဲ့ all time high ကိုထိသွားပြီပေါ့နော် new all time high ရောက်သွားပြီအဲ့တော့ share တစ်ခုကိုဘယ်လောက်လဲဆိုတော့ထင်တာပဲ share တစ်ခုကို6155လို့တော့ထင်တာပဲ share တစ်ခုကိုအဲ့တော့သူတို့ market cap ကို market cap ရဲ့ new all time high ရောက်သွားပြီပေါ့နော်အဲ့တော့ market cap မဟုတ် sorry သူတို့ရဲ့ဈေးပေါ့နော်1 share ကို6000ကျော်ရောက်သွားပြီအဲ့လည်းသတင်းကောင်းပဲပေါ့နော်အဲ့တော့S&P 500ကင်ထားတဲ့သူတို့ဘာလို့ဆိုရင်တော့ share တွေမြတ်နေပြီပေါ့ပြီးတော့ Michael Slayer ကတတိယကဘာစင်တဲ့ပတ်သက်တဲ့သတင်းနဲ့ငြိမ်သွားပြီလားဟုတ်တယ်ငြိမ်သွားပြီဆိုတာအဲ့ဒါလေးလည်းပြောပြမယ်ပေါ့နော်ဘယ်လိုငြိမ်သွားလဲဆိုတော့တော့တိရသလောက်ပေါ့နော်အဲ့ဒီမှာ Ronaldo ပါတယ်လို့လည်းပြောတာပဲဟုတ်လားတော့မသိဘူးnot ကြားတဲ့ဟာလေးတစ်ချက်ပြောပြမယ်ပေါ့နော်မှန်လားမမှန်လားတော့တစ်ချက်ပြန်ပြီး confirm ပေးပေါ့ okay အဲ့ဒါနောက်မှပြောပြမယ်အခု Michael Slayer ကသူ Bitcoin ကင်ထားတဲ့ပမာဏဘယ်လောက်ရှိပြီလဲဆိုတော့သူ 21.3 billion တောင်ရှိနေပြီပေါ့နော်ဒါပေမဲ့ဒါကunrealized profit လို့ပြောလို့ရတယ် unrealized profit ဆိုတာဘာလဲဆိုတော့သူက Bitcoin ကိုကင်ထားတယ်သူထားပါတော့သူဈေးနည်းနည်းလေးကလေးကင်ထားတယ်ကင်ထားပြီးတော့သူဒီဈေးတက်တဲ့ဈေးအခု3သိန်းလောက်ရောက်တဲ့အချိန်မှာသူကင်ထားတဲ့ coin တွေကဈေးတက်လာတယ်ပေါ့နော် profit တွေရနေပြီမြတ်တွေရနေပြီအဲ့တော့အဲ့ profit တွေကပြောလို့ရှိရင်မရောင်းရသေးဘူးမရောင်းရသေးတော့ခါကြတော့ဒီအမြတ်အစစ်လို့ပြောလို့မရသေးဘူးဒီဟာကိုရောင်းလိုက်တော့မှဒီ21 billion ကိုရောင်းလိုက်တော့မှဒါဒီကောင်းအမြတ်က21 billion လို့ပြောလို့ရမှာပေါ့နော်အဲ့တော့မရောင်းရသေးတော့ခါကြတော့သူက unrealized profit လို့ခေါ်တယ်အဲ့တော့သူရဲ့အမြတ်ကပေါ့နော်သူအခုလက်ရှိအမြတ်ကတော့21.3 billion တော့ရှိနေပြီပေါ့နော်သူ Bitcoin ကင်ထားတာအဲ့တော့ Michael Slayer လောက်ကျန်တာ Michael Slayer ပဲရှိပါတယ်အဲ့တော့နောက်တစ်ခုကကြတော့ကျွန်တော်တို့ MicroStrategy ခုန Michael Slayer ပဲ MicroStrategy က sorry ပါ Michael Slayer ကသူဘာလုပ်လိုက်လဲဆိုတော့ MicroStrategy ကိုသူဒီ crypto coin လိုမျိုးလုပ်လိုက်တယ်ပေါ့နော် token လုပ်လိုက်တယ်ဒီ MSTR ဆိုတဲ့token ပေါ့နော် crypto token လုပ်လိုက်တယ်အဲ့တော့ပြောလို့ရှိရင် trading မှာက
stock trading တွေမှာဘာဖြစ်လဲဆိုတော့သူတို့24နာရီ trade လို့မရဘူးလို့ညဆိုရင်ပြောလို့ရှိရင်စနေနေ့ဆိုပိတ်တာတို့stock ပိတ်တဲ့ချိန်တော့ရှိရပေါ့နော်အဲ့တော့ဒီ market strategy ကအဲ့လိုမဖြစ်ချင်တော့ခါကြတော့သူ token လောက်လိုက်တယ်ပေါ့နော် token လောက်လိုက်ပြီးတော့အခုဆိုရင်24နာရီ trade လို့ရနေပြီဒါပေမဲ့တော့လို့မရသေးဘူးသူတွေပဲရသေးလဲဆိုတော့ EU ဘက်ကသူတွေပဲရအောင်မယ်ပေါ့နော်အဲ့တော့ဝန်းနေစရာတစ်ချက်လေးပေါ့Okay အဲ့ဒီတော့နောက်တစ်ခုသွားလိုက်မယ် Okay ဒါလည်း Meta Planet ပဲ Meta Planet ကဒီခုနတစ်ခါဝယ်တယ်ခုနောက်တစ်ခါထပ်ဝယ်တယ်ပေါ့နော်ဒီတစ်ပတ်တွင်းမှာပဲနှစ်ခါမြောက်ရှိပြီပေါ့နော် Meta Planet ကဘယ်လောက်ထပ်ဝယ်လဲဆိုတော့1000ကျော်ထပ်ဝယ်တယ်ပေါ့နော်1005 coin 1005 coin ဘယ်လောက်ကျလဲဆိုတော့108.1 million လောက်ကျတယ်ပေါ့နော်သူတို့ခုနဆိုရင်ခုနလည်း1400လားမသိဘူးအဲ့လောက်ဝယ်တယ်ခုလည်း1000ထပ်ဝယ်တယ်ပေါ့နော်တစ်ပတ်တွင်းမှာသူ2000ကျော်လောက်ဝယ်တယ်အဲ့တော့သူ့မှာဘယ်လောက်ရှိသွားပြီလဲဆိုတော့13350 coin 3350ပေါ့နော်အဲ့ဒါလေးတော့ဖြစ်သွားပြီအဲ့တော့အဖြည်းဖြည်းနဲ့တိုးလာဖို့ပဲရှိရပေါ့နော်သူတို့လည်း Meta Planet တို့ကလည်းရောင်းဖို့အစီအစဉ်မရှိတော့ဘူးပြီးတော့သတင်းကောင်းလို့ပြောရမလားသတင်းဆိုးလို့ပြောရမလားပေါ့နော်ကိုမြင်တယ်လို့ကိုမြင်တတ်တယ်လို့မြင်လို့တော့ရတယ်ပေါ့နော်ဒီအပတ်ထဲမှာ token တွေ unlock လုပ်မယ်ပေါ့နော် token တွေ unlock လုပ်မယ်သူတို့ state ထားတဲ့ token တွေunlock လုပ်မယ်ပေါ့နော်ဘယ်လောက်တန်ဖိုးရှိလဲဆိုတော့ token ကိုအားလုံးပေါင်းလိုက်လို့ရှိရင်381 million လောက်ရှိရပါတော့ token ဘာမှမပြောရပါဘူးเนาะ token ရဲ့တန်ဖိုးအဲ့လောက်ကိုသူတို့ unlock လုပ်မယ်ပေါ့เนาะဒီအပတ်ထဲမှာအဲ့ထဲမှာဘာ token တွေလဲဆိုတော့เนาะတစ်ချက်ကြည့်လိုက်အောင်မယ်ပေါ့เนาะအများကြီးပဲ optimism တို့ပြီးတော့cluster တို့ပြီးတော့အများကြီးပဲတော့တစ်ချက်ပို့ပေးမယ်ပေါ့နော်ပုံလေးတစ်ချက်ပို့ပေးမယ်အဲ့ဒီမှာကြည့်လို့ရတယ်ပေါ့နော်ချက်ပို့ပေးပါမယ်နဲ့ဘာတွေ unlock လုပ်မလဲဆိုကြည့်လို့ရအောင်အဲ့ထဲမှာအများဆုံးကပြောလို့ရှိရင်စုကြီးပဲပေါ့နော် SUI ကဘယ်လောက်တောင် release လုပ်unlock လုပ်မလဲဆိုရင်159 million 159 million လောက်ကိုသူတို့ unlock လုပ်မယ်ပေါ့နော်အဲ့တော့ SUI ကင်ထားတဲ့သူတွေပြောလို့ရှိရင်တစ်ချက်တော့သတိထားပေါ့နော်ရောင်းမလားဘာများလုပ်မလဲပေါ့နော်ဝယ်မလားအဲ့တော့ဝယ်မယ်ဆိုရင်တော့အဲ့ unlock ဖြစ်တဲ့ဟာတွေဝယ်မယ်ဆိုရင်တော့ဈေးတော့တက်လောက်ပါတယ်ဒါပေမဲ့တက်ဖို့တော့ဈေးမရှိဘူးပေါ့နော် short ဖို့အဲ့လိုဈေးကျဖို့တော့ခွင့်ရေးနည်းနည်းများတယ်ပေါ့နော်အဲ့တော့အဆွဲကိုင်းထားသူတွေနည်းနည်းသတိထားကြပါပြီးတော့ဒီနောက်ဘူတန်ကိုသိကြမလားတော့မသိဘူတန်ဆိုတာနည်းရှေးနည်းနည်းကြတဲ့နိုင်ငံလေးပေါ့နော်အဲ့ဒီဘူတန်မှာပြောလို့ရှိရင်Binance Pay နဲ့သူတို့စဖို့လုပ်နေရပေါ့နော်သူတို့ crypto ဘူတန်မှာလည်း crypto သုံးဖို့လုပ်နေတယ်အဲ့တော့သူတို့ဘူတန်မှာအခုဆိုရင် merchant တွေ crypto merchant တွေပေါ့နော်ဟွာလောက်ရှိနေပြီပေါ့နော်1000ကျော်လောက်တော့ရှိနေပြီအဲ့တော့ဖြည်းဖြည်းချင်းတော့တိုးလာပြီပေါ့နော်အဲ့တော့ဘူတန်လည်းနဲ့အဆင့်မြင့်လာတော့မှာပေါ့နော်အဲ့တော့ crypto ယုံကြည်တဲ့သူတွေနဲ့များလာလိုက်ပါလိမ့်မယ် Okay အဲ့တော့ Michael Slayer ပေါ့နော် Michael Slayer လာပါပြီ Michael Slayer အရင်ပတ်ထဲမှာပထမတစ်ခါဝယ်တာထင်တယ် Michael Slayer အခုဆိုရင် BTC 4980အခုတော့မဟုတ်တော့အရင်ပတ်ကပေါ့နော်4980 BTC ဝယ်လိုက်ပါတယ်Meta Planet ကတော့1000ကျင်းဝယ်တယ်ပေါ့နော် Michael Slayer ကတော့ဆရာကြီးဆိုတော့9000လောက်ကိုပြည့်ဝယ်တာပေါ့နော်4980ပေါ့နော်ဒီကြတော့အဲ့တော့ Michael Slayer ဝယ်တဲ့ပမာဏဘယ်လောက်လဲဆိုတော့931 million ဘိုးပေါ့နော်ဘယ်လောက်တစ်ကွိုင်ကိုဘယ်လောက်နဲ့လဲဆိုတော့သိန်းနဲ့မှ6800ပေါ့နော်သိန်းနဲ့မှ6800ကိုတစ်ကွိုင်သိန်းနဲ့မှ6800ကိုသူကွိုင်4980ကိုဝယ်လိုက်တယ်ပေါ့နော်အခုဆိုရင် Michael Slayer မှာကသူဘယ်လောက်ရှိပြီလဲဆိုတော့9သိန်းကျော်တောင်ရှိပြီ6သိန်းလောက်ကတ်နေပြီပေါ့နော်9သိန်း9,9000 6သိန်းတော့ကတ်နေပြီအဲ့တော့1 million ပြည့်တော့မယ်ပေါ့နော်ပြည့်တော့မပြည့်သေးပါဘူးဟွာလောက်လိုပါသေးတယ်9သိန်းလောက်လိုပါသေးတယ်အဲ့တော့
ဆက်ဝယ်ဖို့ပဲရှိတယ်အဲ့တော့အခုကင်မဲ့သူတွေ BTC ကင်မဲ့သူတွေများများကင်ထားကြပါတော့တစ်ကွိုင်တော့မကင်လိုက်ရဘူးဖြစ်သွားအောင်မယ်တော့ကြာပြီးတော့နည်းနည်းသတင်းစိုးလို့ပဲပြောရမလားသတင်းကောင်းလို့ပဲပြောရမလား Cycle ကကျွန်တော်တို့ stable coin တွေထုတ်တဲ့ company ပေါ့နော် Cycle ကသူအခု Solana network ပေါ်မှာ USDC ပေါ့နော် USDC ဘယ်လောက်ဖိုးလဲဆိုတော့250 million ဖိုးမြင့်လိုက်ပြီပေါ့နော်အဲ့တော့USDC နည်းများကျမလားပေါ့နော်မြင့်နေဆိုတာကတော့ကျွန်တော်တို့NFT တမားရေးဆိုရင်တော့သိပါပါမြင့်နေဆိုတာကတော့ဒီဘယ်လိုပြောမလဲမြင့်နေဆိုတာတော့တင်တာပေါ့နော် line ပေါ်တော့ဖြစ်နေ chain ပေါ်တင်လိုက်တာပေါ့နော်အဲ့တော့250 million ဘိုးထပ်ပြီးတော့ USDC တွေထပ်ရောက်လာမယ်ပေါ့နော် chain မှာအဲ့တော့ဘယ်လိုပြောရမလဲUSDC လည်းပြေး short လို့ကမရဘူးပေါ့နော်မရမလားမသိဆက်တော့ကြည့်လောက်အောင်ပြီးတော့ okay အဲ့တော့ဒါကတော့နောက်သတင်းတစ်ခုကတော့ဘာလဲဆိုတော့ဒီဟောပါနော် CZ နော်ဝယ် Binance ရဲ့ founder ကြီး CZ ကသူ့ရဲ့ BTC ကင်ခဲ့တဲ့ပုံပြောပြမယ်ပေါ့နော်တော်တော်များလည်းသိပြီးကြမှာပါဘယ်လိုကင်ခဲ့လဲဆိုတော့သူအစတော့ BTC ကိုအဲ့လောက်ယုံကြည်BTC paper မဖတ်ခင်အထိသူသိမသိဘူးပေါ့နော် BTC paper ဖတ်လိုက်တဲ့အချိန်မှာသူအရန်ယုံကြည်သွားပြီးတော့ဒါပေမဲ့အဲ့အချိန်မှာ BTC တကွိုင်ကသူ900 600ဝန်းကျင်လောက်ရှိနေပြီပေါ့နော်အဲ့တော့သူနောက်ကျနေပြီလို့တွေးလိုက်တယ်ပေါ့နော်သူတို့ CZ အဲ့အချိန်တော့နောက်ကျပြီလို့သာတွေးလိုက်တာကျွန်တော်တို့အခုဆိုရင်နောက်ကျသေးပါဘူးဘာညာစင်းများနေအဲ့လိုဖြစ်နေတာပေါ့နော်အဲ့တော့သူနောက်ကျပြီလို့တွေးလိုက်ပြီးတော့သူဘာလုပ်လိုက်လဲဆိုတော့သူရဲ့တိုက်ခန်းပေါ့နော်သူတရုတ်မှာရှန်ဟိုင်းမှာရှိတဲ့တိုက်ခန်းလားမသိဘူးပေါ့နော်အဲ့တိုက်ခန်းကိုသူရောင်းလိုက်ပြီးတော့သူဘယ်လောက်ဝယ်လိုက်လဲဆိုတော့တကွိုင်ကို600တန်တဲ့အချိန်မှာသူ BTC 1500ကိုဝယ်လိုက်တယ်ပေါ့နော် BTC 1500 coin 1500ဝယ်လိုက်တယ်အဲ့တော့အဲ့အချိန်မှာ1500 coin 1500အဲ့တုန်းကပြောရလို့ရှိရင်1.5 million ပဲရှိရပေါ့နော်1.5 million ပဲရှိတယ်အခုဆိုရင်တော့ BTC ကအဲ့1500ဆိုရင်160 million လောက်ရှိနေပြီပေါ့နော်အဲ့တော့အဲ့လိုအိမ်ကြီးပေါင်ပြီးတော့ပြစ်မွယ်ပါနဲ့အခုကတော့ပြောရလို့ရှိရင်သူ့ရဲ့ဘယ်လောက် passion ရှိလဲဆိုတာသူဘယ်လောက်ယူသွတ်လဲဆိုတာကိုတစ်ချက်ပြောပြတာပါသူရဲ့ယူသွတ်မှုပေါ့အောင်မြင်သွားတာပေါ့နော်ဒါပါပဲအဲ့တော့โอเคအဲ့တော့ပြီးတော့မှာပါနောက်တစ်ခုအခုကကြည့်ရတာဒီနေ့ရောက်ပြီထင်တယ်ဟုတ်တယ်ဒီနေ့လွန်ခဲ့တဲ့စနေတနင်္ဂနွေကတော့သတင်းသိမ့်မရှိဘူးပေါ့နော်စနေတနင်္ဂနွေကသတင်းသိမ့်မရှိဘူးသတင်းနဲတယ်ပေါ့နော်အဲ့လိုနည်းနည်းကြီးတဲ့သတင်းလောက်ပဲရှိတာအဲ့လိုကြီးမရှိဘူးအဲ့တော့နောက်တဲ့သတင်းကောင်းကတော့ပေါ့နော် BTC ကပြောလို့ရှိရင်ဒီလမှာပေါ့နော် highest monthly လို့ပြောထားတယ်ဒီတစ်လမှာပိတ်လိုက်တဲ့အချိန်ပေါ့နော်ဒီလမှာပိတ်လိုက်တဲ့အချိန်ကနောက်ဆုံးပိတ်တဲ့အချိန်ကသူBTC ရဲ့အမြင့်ဆုံးချိန်နေပေါ့နော်အမြင့်ဆုံးချိန်နေတော့မဟုတ်ဘူးတီးဘာပြောရလဲတော့ခုဒီလည်းနားမလဲသေးဘူးသူပြောတာကတော့ထင်တာကတော့ဒီပိတ်လိုက်တဲ့အချိန်မှာဒီလနောက်ဆုံးပေါ့နော်နောက်ဆုံးရက်မှာသူပိတ်လိုက်တဲ့အချိန်မှာ highest history ပေါ့နော်လို့ပြောသွားတယ်โอเคကြည့်ရတာမဟုတ်ကျွန်တော်ထင်တာကဒီလာကုန်လို့ရှိရင် BTC ရဲ့ဈေးကျတတ်တယ်ထင်တာပဲဒါပေမဲ့မသိဘူးနေဦးတစ်ချက်သွားကြည့်လောက်မယ်အဲ့ဒါမသိကြလို့ပေါ့နော်အဲ့ဒါသိကြရင်ချက်ပြန်ပြောပြရမယ်ပေါ့နော်အဲ့ဒါလေးကြော်လိုက်မယ်ပေါ့နော်အဲ့ဒါလေးကြော်ပြီးတော့နောက်တစ်ခုကကြတော့ Solana ရဲ့အကြံပေးပုဂ္ဂိုလ်ပေါ့နော် Nikitaဘာဘီယာလားမသိ Nikita ဘီယာပေါ့နော် Solana ရဲ့အကြံပေးတဲ့သူပေါ့နော် Nikita ဘီယာသူ announce လုပ်တယ်ပေါ့နော် announce လုပ်တယ်သူ Elon Musk ရဲ့ X မှာhead of product ပေါ့နော် product ရဲ့ခေါင်းကြီး Nikki Minaj မဟုတ်ဘူး Nikita ဘီယာသူရဲ့ Solana ရဲ့ advisor ပေါ့နော်သူကြည့်ရတာ Elon Musk ရဲ့ X Twitter ပေါ့နော် X ပေါ်မှာသူ product ရဲ့ head လောက်သွားမယ်လို့ပြောတယ်
ပညာလိုက်ပြီပေါ့နော်အဲ့တော့သူ head ဖြစ်သွားပြီပေါ့နော်ဘာခေါင်းကြီးဖြစ်သွားပြီခေါင်းကြီး okay နောက်တစ်ခုကကြတော့ Apple user လေးတွေပါ Apple user လေးတွေအတွက်သတင်းကောင်းပေါ့နော်သူတို့ဒီ Apple မှာတော့ Siri ဆိုတဲ့ AI လေးပါတယ်ပေါ့နော် Siri ဆိုတဲ့ AI လေးပါတယ်အဲ့ AI မှာပြောလို့ရှိရင်အခုဆိုနည်းနည်းခဏကြာနေပြီပေါ့နော်အခု Gemini လို့လည်းပေါ်လာပြီဒီ ChatGPT လို့လည်းပေါ်လာသူထက်ကျန်းတဲ့ AI တွေပေါ်လာပြီပေါ့နော်အဲ့တော့သူ Apple ကဘာလုပ်မလဲဆိုတော့သူ့ရဲ့ Siri ပေါ့နော်သူ AI ကိုအဆင့်မြင့်ဖို့အတွက်သူ့ရဲ့ AI ကို train ဖို့အတွက်သူ provide လုပ်ဖို့ပြောလို့ရှိရင် train ဖို့ပေါ့နော် train ဖို့ Open AI တို့ဘာလို့ ਨੇ ပေါ့နော် train ဖို့အတွက်သူတို့လုပ်နေပြီဘလို့ပြောတယ်ပေါ့နော်အဲ့တော့ဘယ်လောက်ကောင်းလာမလဲပေါ့နော်ခုဆိုရင်ဒီ Apple မှာ AI လည်းအသစ်ပေါ်လာအသစ်ဆိုတာထက် AI အသစ်ပေါ့နော်အသစ်လို့ပဲပြောအောင်ပါဒါပေမဲ့ကံမကောင်းတာအဲ့လို iOS ဘယ်လောက်လဲ18မဟုတ်ဘူးiPhone 16လောက်မှစရမယ်ထင်တယ် iPhone 16လောက်မှစရမယ်သူတို့ chip နဲ့ပေါ့နော်အဲ့တော့အဲ့လိုအရင် iPhone user iPhone 15လောက်အောက်လောက်ဆိုရင်တော့သုံးလို့မရဘူးအဲ့တော့စိတ်မကောင်းစရာတစ်ခုကတော့အဲ့ဒါပါပဲဒါပေမဲ့ Siri ကိုသူတို့အဆင့်မြင့်ဖို့လုပ်နေပြီပေါ့နော် Open AI တို့အဲ့ ChatGPT တို့ ਨੇ သူတို့ train ဖို့လုပ်နေပြီပေါ့နော်ပြီးတော့ကျွန်တော်တို့စာအုပ်ဖတ်တဲ့သူတွေဆိုတော့သိရပေါ့နော်စာအုပ်ဖတ်တဲ့သူတွေဆိုတော့သိ Rich Dad Poor Dad ပေါ့နော်အဲ့စာအုပ်ကိုရေးခဲ့တဲ့သူပေါ့နော်အဲ့စာအုပ်ကိုရေးခဲ့တဲ့သူကလည်းပြောရလို့ရှိရင်သူ Bitcoin believer ပေါ့နော် Bitcoin ယုံကြည်တဲ့သူပေါ့နော်အဲ့တော့သူပြောထားတာကတော့သူတနေ့ကြာရင်ပေါ့နော်သူယုံကြည်တယ်ပေါ့ Bitcoin ကတစ်ကွိုင်ကိုသူ1 million ရောက်မယ်ပေါ့နော်တနေ့ကြာရင်အဲ့တော့သူစဝယ်နေပြီပေါ့နော်သူစဝယ်နေရတော့မဟုတ်ဘူးနော်သူဖြည်းဖြည်းချင်းဝယ်နေပြီပေါ့နော်သူဝယ်တာကတော့ပြောရလို့ရှိရင် Michael Slayer တို့အဲ့လောက်ကတော့အသားလေးသူတို့လောက်တော့မမီဘူးပေါ့နော်သူကတော့တစ်ကွိုင်ချင်းစီဝယ်တယ်လို့ပြောတာပဲပြောလို့ရှင်ကြည့်လိုက်တာပေါ့ Michael Slayer နဲ့ရှင်ကြည့်လိုက်တော့ဘာလောက်မှတော့မရှိဘူးဒါပေမဲ့ကျွန်တော်တို့နဲ့ရှင်တော့အများကြီးပဲပေါ့နော်သိန်းဖို့ပေါ့နော်သိန်းဖို့ဝယ်ထားတယ်ပေါ့နော်အဲ့တော့ဒီ Rich Dad Poor Dad ရဲ့စာရေးတဲ့သူပေါ့စာရေးဆရာပေါ့နော်သူလည်း Bitcoin တွေဝယ်စုနေပြီလို့ပြောတယ် Okay အဲ့တော့ Bitcoin တွေကြီးပဲဝယ်စုရပြင်းနေပြီဆိုတော့နောက်ထပ်တစ်ခုပေါ့နော်သူဒီ company ကကြတော့ Ethereum ဝယ်စုတာအဲ့တော့ပြောလို့ရှိရင် company ရေအခုနာမည်ကြီးရဲ့အဲ့လို company တော်တော်များပေါ့နော်တော်တော်များအခုဆိုရင် Bitcoin ဝယ်စုလာကြပြီအဲ့တော့ Bitcoin အစား Bitcoin ကဈေးများတယ်အဲ့တော့ဈေးနေပြီးတော့ဈေးတက်လာမဲ့ coin ပေါ့နော်ငါတို့မှီသေးတဲ့ coin ပေါ့အဲ့ coin လေးဝယ်မယ်တို့ပါတို့အဲ့လိုမျိုးတွေလည်းရှိတယ်အဲ့တော့ဒီမှာကျတော့ Fidelity ဆိုတဲ့ Fidelity လို့ဖတ်မလားတော့မသိဘူးနော် Fidelity ဆိုတဲ့ investment company ပေါ့နော် investment company ကသူ Ethereum ဝယ်လိုက်တယ်ဘယ်လောက်ဖိုးလဲဆိုတော့1000ပေါ့1000နဲ့မှ283 coin ပေါ့နော်1283 coin ဝယ်လိုက်တယ်ဘယ်လောက်တန်လဲဆိုတော့25.7 million ပေါ့နော်အဲ့လောက်တန်တယ်အဲ့လောက်ကိုသူဝယ်လိုက်တယ်ပေါ့နော်အဲ့တော့ကုမ္ပဏီကြီးကလည်းစပြီးတော့coin တွေဝယ်လာပြီပေါ့နော်အဲ့တော့ကျွန်တော်တို့မမားပါဘူး Solana ဝယ်ပါလား Solana ဝယ်တဲ့ company တွေလည်းရှိရပေါ့နော်ဒါပေမဲ့တိတ်တော့မဝယ်ကြသေးဘူးဝယ်တော့ဝယ်တယ်ဟုတ်ဈေးကြတာပါညာနဲ့သူတို့လည်းသူတို့ researcher တွေနဲ့သူတို့ဟွာလောက်ကြမှာပေါ့နော်သူတို့ researcher တွေနဲ့သူတို့ပြန်ချမှာပေါ့နော် okay အားတို့ Bitcoin ဝယ်တင်လဲအားတို့ခုချိန် Bitcoin ကမှီတော့မမှီတော့မှီတော့မှီသေးတယ်ဒါပေမဲ့ဈေးရမ်းများတယ်ငါတို့ဈေးတန်နဲ့ဈေးနည်းနည်းနဲ့ငါတို့များဝယ်မယ်ဈေးနည်းနည်းနဲ့များဝယ်ခြင်းတယ်ပြီးတော့နောက်ကျရင်ဈေးတက်လာမဲ့ coin လေးတွေပေါ့နော်အဲ့တော့ပြေးတွေးမှာပဲလေ Bitcoin မမီလို့ Bitcoin မကြိုက်လို့ရှိရင်သူတို့ Ethereum လိုပဲပြေးတွေးကြမှာပဲ Ethereum ပြီးတော့ Solana ဆိုပြီးလာမှာအဲ့လိုမျိုးပေါ့နော်အဲ့တော့တတိယလောက်တော့ကြာတယ်ပေါ့နော် Solana ကကြတော့အဲ့တော့မဝယ်ဘူးလားဆိုတော့ဝယ်တယ်ဒါပေမဲ့နည်းတော့နည်းသေးရပေါ့နော်ဒီအကြီးကြီးနဲ့ရှင်လို့ရှင်အဲ့တော့နောက်တစ်ခုကကျ Solana အကြောင်းပေါ့နော် Solana မှာပြောလို့ရှိရင်ပြီးခဲ့တဲ့ဂျွန်မှာပေါ့နော်ပြီးခဲ့တဲ့ဂျွန်တစ်လလုံးမှာသူတို့ Solana ပေါ်မှာသူတို့ token launch လုပ်တာဘယ်လောက်တောင်ရှိလဲဆိုတော့ 1.25 million လောက်ရှိရပေါ့နော် token တန်ဖိုးပြောရမှာမဟုတ်နော်ဒါ token ရဲ့အရေးအတွက် 1.25 million token လောက်ရှိရပေါ့နော် token တွေအများကြီးသူတို့ Solana ပေါ်မှာ launch လုပ်ခဲ့တယ်ပေါ့နော်အဲ့တော့ပြောရရှင် Solana လည်းကောင်းပါတယ်လာမှာပါအဲ့ဒီတော့ဒီဒါကတော့အရင်တစ်ပတ်လုံးက
ဖြစ်ခဲ့တဲ့သတင်းလေးတွေပေါ့နော်အဲ့ထဲမှာကောင်းဆုံးကသတင်းကောင်းတွေကြီးပါပဲပြောလို့ရှိရင်သတင်းကောင်းတွေကြီးပဲအဲ့လိုဈေးလာနဲ့တက်လာတယ်ဈေးရတက်လာတယ်ပြီးတော့ဟိုဟာလည်းဖြစ်လာတယ်ဒီဟာလည်းဖြစ်လာတယ်သတင်းဆိုးဆိုလို့2ခု3ခုလောက်ပဲရှိမှာပေါ့နော်2ခု3ခုဆိုတာလည်းမလာသေးဘူးအဲ့သတင်းတွေကတော့ဈေးနဲ့တော့ဈေးတော့မကြသေးဘူးပေါ့နော်ဈေးတော့မကြသေးဘူးဒါပေမဲ့ကြလာနိုင်ကြီးရှိတဲ့သတင်းလေးတွေတော့ရှိရပါတော့ဥပမာခုနဒီ token တွေ unlock လုပ်တော့မယ်ဆိုတာအဲ့ဒီထဲမှာအစိုးဆုံးကစုကြီးဖြစ်နေတာပေါ့နော်စုကြီးက159 million လောက်ရှိရပါတော့အဲ့တော့စုကြီးတော့နည်းသတိထားပါနော်စုကြီး user တွေတော့ပြောချင်တာကတော့ပြေး short တို့ကြိုရောင်းတို့ပြောတာမဟုတ်ဘူးဒီသတင်းကမှန်ချင်မှလည်းမှန်မယ်ဆိုတာဈေးကြမယ်ဆိုတာမှန်ချင်မှလည်းမှန်မယ်မှားချင်လည်းမှားသွားမယ်အဲ့တော့ကိုယ့်ကိုစဉ်းစားကြည့်ပေါ့နော်သတိထားကြည့်ပေါ့နော်ပြောလို့ရှိရင်တော့သတင်းပြောပြီးတော့သတင်းနားမထောင်မဲနဲ့သတိမထားတာအထက်သတင်းပြောပြီးတော့သတိထားလိုက်တာပိုကောင်းတယ်ပေါ့နော်ဘာလို့လဲဆိုတော့ okay ထားပါ suite ကင်ထားတဲ့သူဆိုရင်နောက်ပတ်လောက်ပေါ့နော်လက်ထားပါတော့ဒီတောတွင်းမှာဟာဈေးကြီးကြတယ်ဘာလို့ကြလဲဆိုတော့သတင်းမကြည့်တဲ့သူတွေကတိတ်မသိဘူးပေါ့နော်ဟာဈေးကြီးကြတယ်ဘာလို့လဲမသိဘူးဆိုတာဒါပေမဲ့သတင်းကြည့်တဲ့သူသတင်းနားထောင်ထားတဲ့သူတွေကတော့သူရဒါကြောင့်ကြတာအဲ့တော့ပြန်တော့တက်လာလိမ့်မယ်အဲ့လိုပြန်တွေးလို့တော့ရတယ်ပေါ့နော်အဲ့လိုရှိမယ်အဲ့လေးတော့သတင်းစိုးလေးတစ်ခုရှိမယ်ပြီးတော့ဒီ USDT ကလည်း Solana ပေါ်မှာ USDC ပေါ့နော် USDC ကလည်း Solana ပေါ်မှာ250 million လောက်ထပ်မင်းထားတယ်ပေါ့နော်အဲ့တော့အဲ့ဒါလေးလည်းရှိမယ်ကျန်တာကတော့သတင်းကောင်းတွေကြည့်ပါပဲဟိုဝယ်တယ်ဒီဟာဝယ်တယ်ဒါပါပဲအဲ့တော့โอเคအဲ့တော့ရင်းလေးရတော့ပြီးပါပြီဒါဒီပတ်တော့ပေါ့အရင်ဒီပတ်ဆိုတာအရင်ပတ်ပေါ့နော်အရင်လွန်ခဲ့တဲ့တစ်ပတ်ကဖြစ်ပျက်ခဲ့တဲ့အရာလေးတွေပါပြီးတော့စစ်သတင်းပြောပြမယ်ပေါ့နော်စစ်သတင်းကပြောပြမယ်ဘယ်လိုငင်းငင်းရေးဘယ်လိုယူသွားလဲဆိုတော့သူတို့တော့ကြားတာကတော့အဲ့လိုဒီတိုင်းမှာပဲအဲ့လိုဘောလုံးသမားတွေအကြောင်းလို့ပြောတာထက်အဲ့လိုသူတို့လည်းတောင်းတနေရပါခဲ့တယ်ပေါ့နော်ဒီရိုနယ်ဒိုကဒီ Trump ကိုပေါ့နော် Trump ကိုသူလက်မှတ်ထိုးထားတဲ့အင်ဂျီပေါ့နော်အင်ဂျီပို့ပေးလိုက်တယ်သူရေးထားတာTrump ရေမင်းငញ្ញရေးအတွက်လှုပ်ဆောင်နေတဲ့အတွက်ငါကျေးဇူးတင်လို့ငါရဲ့ဂျာစီကိုလက်မှတ်နဲ့ပို့ပေးလိုက်တယ်ပေါ့နော်သူပေါ်တူဂီဂျာစီပေါ့နော်ပေါ်တူဂီအသင်းဂျာစီအဲ့ပို့ပေးလိုက်တယ်ပေါ့နော်အဲ့တော့အဲ့ဒါအကြောင်းလို့လည်းပြောကြတာပဲအဲ့တော့အဲ့ဒါတော့သူတို့ပါဘူးသူတို့ပေါ့နော်အဲ့တော့စစ်ကတော့ပြည်ငိမ့်သွားပြီဒီတိုင်းပဲသူတို့ပြောလို့ရှိရင်ကျွန်တော်တို့ချင်းချင်းအောင်ပြောနေကြတယ်ဟာလမ်းကျုပ်ကြီးလားဘာလို့လဲဆိုတော့ဒီဘုံကျဲတာပြီးတော့ဘုံကျဲတာလည်းပြောလို့ရှိရင်နောက်ကြမှာသတင်းထွက်လာတာဘာကြီးလဲဆိုတော့ဘုံသာကျဲတာအဲ့ဒီထဲမှာဘယ်သူမှမရှိဘူးပေါ့နော်သတင်းကကြိုးရထားပြီးသားပေါ့နော်အဲ့လို Israel အီရန်ထင်တာပဲအဲ့တော့အဲ့မှာသူတို့ဘုံကျဲတဲ့အချိန်မှာဘယ်သူမှမရှိတော့ဘူးပေါ့နော်အခွန်ကြီးကိုကျဲချတာပေါ့နော်ပြောလို့ရှိရင်လူတွေထိတ်လန့်အောင်လုပ်တာပေါ့အဲ့တော့လန်ကျုပ်ကြီးလို့လည်းပြောကြရတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဘုံကျလိုက်တဲ့အချိန်မှာဈေးတွေထောင်းကြသွားထောင်ကြသွားတော့ဖြစ်နေထိုးကြသွားတာပေါ့နော်ဈေးတွေကထိုးကြသွားပြီးတော့မှအဲ့ကြောပြန်တက်လာပြောလို့ရှိရင်ပြီးသွားပြီပေါ့နော်စစ်ကတော့ဘုံကျဲတာတော့ပြီးသွားပြီဆိုပြီးတော့အဲ့ကြောဈေးတွေပြန်တက်လာပြောလို့ရှိရင်အဲ့တော့12000လား19000လားမသိဘူး32000လား39000လားမသိဘူးsorry 32000လား39000လားမသိဘူးပေါ့နော်အဲ့လိုအဲ့ချိန်မှာဝုန်းဆိုကြာသွားတယ်ကြာသွားပြီးတော့ခဏကြာပြန်တက်လာပြောလို့ရှိရင်ဒီကောင်လေးပြောလို့ရှိရင်ဟောင်းသားကြီးဈေးကတော့မကြတော့ဘူးနော်မင်းဘုံချဲလာအောင်ငါ BTC လေးပြေးဝဲလာအောင်မယ်9000လောက်မြတ်အောင်ဆိုပြီးတော့အဲ့လိုများလောက်လိုက်သလားတော့မသိဘူးအဲ့တော့ဒါပါပဲစစ်ကတော့အခုချိန်တော့ပြင်းငင်းသွားတယ်လို့တော့ပြောတာပါပဲအဲ့တော့ဒီနေ့ထဲမှာမေးချင်တာရှိရင်မေးလို့ရပါတယ်နားလဲတလောက်ပြန်ဖြေပေးပါမယ်โอเคဒီထဲမှာတော့မေးချင်တာလေးမေးလို့ရပါတယ်ဒီအခုတော့ပြောလိုက်တဲ့သတင်းတွေထဲမှာသတင်းတွေကိုနားထောင်ပြီးတော့စဉ်းစားလို့ရတာလေးရှိသွားတာပေါ့နော်အဲ့တော့နားမလည်တာရှိရင်လည်းပြန်မေးလို့ရပါတယ်ဒီတော့ပြောတဲ့သတင်းတွေနားထောင်ပြီးတော့နောက်လဲသတင်းတွေစုထားတာပေါ့နော်ကောင်းတာလေးမကောင်းတာလေးတွေအဲ့လိုအရန်မကောင်းလို့ထင်မဲ့ဟာတွေပေါ့နော်ခြားတိတ်အဲ့လိုရေးတိတ်မပါတဲ့ဟာလေးတွေတော့
ရေးသိမ့်ပါတဲ့ဟာလေးတော့မထည့်ထားဘူးပေါ့နော်ရေးသိမ့်မပါဘူးဆိုတော့သတင်းတိုင်းတော့ရေးပါပါတယ်ဒါပေမဲ့တိတိလေးပေါ့နော်မပြောလဲရတယ်ဆိုတဲ့ဟာလေးတော့တိတ်မထည့်ထားဘူးပေါ့နော်အရေးကြီးတဲ့ဟာလေးအခုမှဆိုရင်wine ဝယ်တာတို့အဲ့လို Michael Slayer တို့ Meta Planet တို့ဝယ်တာတို့စုဒီ DCA ဝယ်ဖို့ဘယ်ဈေးတန်းစောင့်ရမလဲဗျာတဲ့အဲ့ဒါတော့ကိုယ်စဉ်းစားကြည့်ပါတော့အခုဆိုရင်တော့ဘာကင်ထားလဲဆိုတော့မုံနေပဲကင်ထားပါတယ်မုံနေဘိုက်ဆိုင်စားလို့ရတာပေါ့နော်အဲ့တော့ကြာပါပဲပေါ့နော်အဲ့တော့ခုမှဝင်လာတဲ့သူတွေလည်းတင်နားမထောင်လိုက်ရလို့ရှိရင်တော့အဲ့လို record ပြန်နားထောင်လို့ရပါတယ်ပေါ့နော်ဒီနေ့ဒါမှမဟုတ်မနက်ဖြန်လောက်ဖြစ်တင်ပေးပါမယ်အဲ့ဝယ်အန်းတင်လားလုံးနဲ့အန်းတင်လားဆိုရင်တော့ okay MEHC ကုတ်ကပြောထားတယ်ပေါ့နော်သူတို့ဘက်က reply တော့မပြန်သေးဘူးအဲ့တော့ကုတ်ချင်းနေဘယ်လိုရှိလဲဆိုတာတော့ပြောထားတယ်ပေါ့နော်အဲ့တော့ reply တော့မပြန်သေးဘူး BGC ကိုအန်းနဲ့ဝယ်ပြီးတော့အန်းတင်လားလုံးနဲ့ဝယ်အန်းတင်လားဆိုတော့ပြောလို့ရှိရင်ပထမအစမှာတော့ပြောပြီးပေါ့နော်အဲ့လိုနှစ်ခုလုံးကတော့မကောင်းဘူးဆိုတာဘာမကောင်းတာလဲဆိုတော့ဒီအန်းနဲ့ထည့်ဖို့အတွက် BTC တက်ကြီးဝယ်ပြီးတော့အန်းနဲ့ထည့်တာတော့မကောင်းဘူးပေါ့နော်ဝယ်ပြီးပဲထည့်လုံးပြီးပဲထည့်လုံးချီးပြီးပဲထည့်ပေါ့နော်ချီးပဲထည့်အဲ့လိုနှစ်ခုလုံးကတော့မကောင်းဘူးပေါ့နော်ဘာလို့ဘယ်ဟာကောင်းလဲဆိုရင်တော့ဒီပြောလို့ရှိရင်ကိုဝယ်ထားတဲ့ BTC ရှိတယ်ဆိုမှအဲ့ရှိတယ်အရင်ကတည်းကဝယ်ထားတဲ့ BTC ပေါ့နော်ပြီးတော့ထက်လည်းမရောင်းမှလည်းမဟုတ်ဘူးရောင်းဖို့လည်းမရှိဘူးဆိုရင်တော့အန်းထဲမှာထည့်တင်တယ်ပေါ့နော်ဒီနှစ်ခုကဘာကွာလဲဆိုတော့ဝယ်ရင်တော့ကိုအပိုင်ရမှာပေါ့နော်လုံးလုံးလိုက်ရင်တော့ကိုကချီးတယ်လို့ဖြစ်သွားမှာချီးလို့ဖြစ်တော့ပြန်ဆက်ရမယ်ဆိုတော့ဟိုကပါလာအတိုးကပါလာပြီပေါ့နော်အဲ့တော့ဝယ်ပြီးတော့အန်နာတော့ကောင်းတယ်ပေါ့နော်ဒါပေမဲ့နှစ်ခုလုံးကတော့အကြံမပေးဘူးအန်မိုးတက်ကြီးဝယ်တာဆိုရင်တော့အကြံမပေးဘူးပေါ့နော်ဒါပါပဲလုံးနိုင်မကောင်းပါတယ်အဲ့တော့လုံးနိုင်မကောင်းပါဘူးအကောင်းဆုံးကတော့ကိုက BTC ရှိတယ်ဆိုမှကိုမှ BTC ကဒီတိုင်းရှိတယ်ဘာမှလည်းမလုပ်ဘူးဆိုရင်တော့အန်နဲ့ထည့်လိုက်တာအကောင်းဆုံးပါနောက်ဆိုရင် BTC 50လောက်လက်ကားရတော့ခါကြတော့ဟိုပဲမရောင်းတော့တိန်းထားလိုက်တော့တာ BTC 50ဆိုဒါဆိုရင်ဝေးလုပ်လို့ရပြီဆိုပြီးတော့ဒီတိုင်းပဲထားလိုက်တာပေါ့နော်ဝေးလုပ်နေတာပေါ့နော်အခုဆိုရင်တော့ BTC ဒေါ်လာ50ပို့နဲ့အဲ့တော့စက်ကင်ထားပါပါမကင်ထားပြီးတော့1 million ရောက်မှပြန်ကြွားမယ်ပေါ့နော် BTC 50မဟုတ်ဒေါ်လာ50 BTC ဒေါ်လာ50ပို့အဲ့တော့မေးစရာရှိရင်မေးလို့ရပါတယ်ဒီနေ့ Jace ကတော့မလာနိုင်ဘူးပေါ့နော်မလာနိုင်ဘူးဆိုတာလည်းသူလောက်ရှိလို့တော့ပြောတယ်သူလောက်ဆရာလေးတစ်ခုရှိလို့တဲ့တယောက်တည်းပဲပြောလိုက်ပါဆိုတော့ရပါတယ်လို့အဲကြောင့် Jace မလာနိုင်ပါဘူးဒီနေ့ကတော့ဆိုလိုပေါ့နော်ခိုင်းပါတဲ့ verify လုပ်ပြီးတော့ Walkway 50သွားယူဖို့အတွက်ကို I finger scan တွေပေးလိုက်တာစိုးကျိုးရှိနိုင်လားပြောလို့ရှိရင်Walkway မှာအဲ့လိုနော်တို့
wall coin မှာဘာလို့မှလည်းမသိဘူးပေါ့နော်ဒီကျွန်တော်တို့ရဲ့ eye scan တွေ finger scan တွေအဲ့တွေကပြောလို့ရှိရင်ကိုယ့်ရဲ့ identity ပေါ့နော်ခွဲခြားလို့ရအောင်လုပ်ပေးထားတာပေါ့နော်အဲ့တော့ကျွန်တော်တငယ်ချင်းတွေလည်းလာမေးတယ်ပေါ့နော်ထိုင်းမှာရောက်နေတငယ်ချင်းတွေလာမေးတယ်ဟာလှုပ်တင်လားတာကြီးအဲ့ဒါမျိုးကြီးလှုပ်တင်လားဆိုတော့တော့ပြောတဲ့အဖြေကတော့လှုပ်တင်တယ်မလှုပ်တင်ဘူးမပြောဘူးအဲ့တော့ဥမာတစ်ခုပဲပေးလိုက်တယ်ပေါ့နော်ဥမာတစ်ခုပဲပေးလိုက်တယ်ဘယ်လိုလဲဆိုတော့အဲ့လိုအစိုးဆုံးကိုကျွန်တော်တို့တွေးကြည့်မယ်ပေါ့နော်အစိုးဆုံးကဘာဖြစ်နိုင်လဲဆိုတော့ကျွန်တော်တို့နိုင်ငံခြားမှာဒီထားပါတော့ wall coin ကသူတို့ data တွေကျွန်တော်တို့ eye scan တွေ finger scan တွေထားပါတော့အဲ့ကိုယ့် identity တွေကိုဘယ်လိုသိမ်းလဲမသိဘူးပေါ့နော်လုံခြုံခြင်းလည်းလုံခြုံပဲမလုံခြုံခြင်းလည်းမလုံခြုံအဲ့တော့ဒီဘာဖြစ်လဲဆိုတော့ထားပါတော့ wall coin အဲ့ data တွေသိမ်းထားတဲ့ဟာကြီးကိုကျွန်တော်တို့ hack ခံလိုက်ရပြီပေါ့နော် hack ခံလိုက်ရပြီ data တွေပါသွားတဲ့အချိန်မှာရိုးရိုးပဲတွေးကြည့်တာပေါ့နော်ပါသွားတဲ့အချိန်မှာကျွန်တော်တို့ထားပါတော့ဖန်တများတိုက်မယ်ကျွန်တော်တို့ထားပါတော့ဒီလုံးဝ tech company တခုဖြစ်တဲ့ CEO ကြီးကိုသွားပြီးလှုပ်ကြံမယ်တို့ဘာတို့အဲ့လိုလုပ်မယ်ဒီတယောက်ကလှုပ်ကြံမယ်ပေါ့နော်အဲ့အချိန်မှာအဲ့လှုပ်ကြံတဲ့ကောင်မှာအဲ့ wall coin ထဲမှာတင်ထားတဲ့ data တွေထားပါကိုယ့်ရဲ့မျက်နှာ scan တို့မျက်လုံး scan ပေါ့နော်မျက်လုံး scan တို့ဘာတို့အဲ့ဒါကြီးသုံးသွားမယ်ဆိုရင်ပြောလို့ရှိရင်ကိုကဒါမြန်မာနိုင်ငံမှာရှိနေတာဗျာပြောလို့ရှိရင်ကိုအဲ့လိုပြောလို့ရှိရင်ဗျာ tech company တွေသွားမယ်ဆိုရင်ထားပါတော့ face scan နဲ့ဝင်ရတာတို့ finger scan နဲ့ဝင်ရတာတို့ရှိရပေါ့နော်အဲ့လိုမျိုးကိုယ့်ရဲ့ finger identity ကိုသုံးသွားမယ်အဲ့လိုမျိုးတွေလုပ်သွားမယ်ဆိုရင်ပေါ့နော်အဲ့လိုရှင်အဲ့လိုအနေရရှိလာနိုင်တယ်ပေါ့နော်အဲ့လိုကိုကအဲ့ wall coin မှာဘာလို့မှမသိဘူးပေါ့နော်အဲ့တော့စိုးကျိုးကတော့ရှိနိုင်တာပဲဒါကအဲ့လိုမဖြစ်နိုင်ဘူးဆိုတာမဟုတ်ဘူးပေါ့နော်မဖြစ်နိုင်ဘူးဆိုတာလည်းဖြစ်နိုင်တယ်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့တော့အဆိုးဆုံးတွေးကြည့်လိုက်တာပေါ့နော်အဆိုးဆုံးတွေးကြည့်လိုက်တယ်အဲ့တော့အဲ့ဒါကြီးအထိဖြစ်နိုင်တယ်ဆိုတော့လောက်တာတော့ကောင်းပါတယ်တော့ပြောရတော့နောက်တကယ်ချင်းတော့အခွေအဲ့လိုတော့ရှိတယ်မင်းတို့ဖတ်တယ်မင်းတို့စဉ်းစားကြည့်ပေါ့နော်အဲ့တော့ဒါပဲပေါ့နော်လှုပ်ချင်လဲလှုပ်ဘာလို့လဲဆိုတော့ပတ်စံပေးတာကိုပတ်စံပေးတော့အခါကျတော့ဒီလှုပ်ချင်ကြတာကိုအဲ့တော့တချို့တွေကမသိဘူးလေမသိတော့အခါကျတော့ဒီ crypto နဲ့နားမလဲပဲနဲ့ဟာ wall coin မှာငါတို့သွားမျက်လုံး scan လေးပဲဖတ်ပြီးတော့ပတ်စံသွားယူကြမယ်ပေါ့နော်ဒါပါပဲအဲ့လိုမျိုးတော့ရှိရဲအဲ့တော့စဉ်းစားကြည့်ပေါ့နော်ကိုယ့်ရဲ့ eye scan ဘာလို့မှမသိဘူးမတမာမှုနဲ့တုံးပါလားအဲ့လိုမျိုးတော့ရှိရပါတော့အဲ့လိုရှိပါတယ်အဲ့တော့ဗာမေးချင်တာရှိပါသေးတယ်လေမေးလို့ရပါတယ်โอเคနော်နောက်9မိနစ်လောက်ဆိုရင်အပ်လိုက်ပါမယ်မေးစရာတွေတော့ကြံပါဆိုလို့ပေါ့နော်စဉ်းစားလို့ရပါသေးတယ်ခုတော့ comment လေးဖတ်ပြီးနည်းနည်းရှောင်သွားလိုက်မယ်ပေါ့နော်ME spin reward သူများနဲ့ရှင်ဘာလို့ရမ်းကြလဲတဲ့အဲ့ဒါတော့သူတို့လှုပ်ထားလို့ပေါ့နော် ME ကလှုပ်ထားလို့ဒါပါပဲပြောလို့ရှိရင်သူအဲ့ဒီ spin reward ကကြာတာမဟုတ်တခြား launch pool တွေလည်းကြာတယ်ပေါ့နော် launch pool launch pad တွေတော့ခုဆိုရင်ဘာလုပ်ထားလဲဆိုတော့ state ထားတယ်ပေါ့နော်ဘာကို state ထားလဲဆိုတော့Einstein ဆိုရယ် coin ပေါ့နော် Einstein ဆိုရယ် coin ကို state ထားတယ်သူရက်30တောင်ကျန်သေးတယ်အဲ့တော့အဲ့ဒါကြီးကိုကြာကြီး state ထားတာအခုထိမပြီးသေးဘူးပေါ့နော်အခုဆိုရင်တော့ coin ဟိုလောက်ရနေပြီပေါ့နော် Einstein coin 3000ကျော်လောက်ရနေပြီပေါ့နော်အဲ့တော့အဲ့လောက်ဆိုတိလိုက်ပြီပေါ့နော်ဈေးကတော့ခွေးသေးဖြစ်မယ်ဆိုတာတော့ဒါပေမဲ့လည်းထားလိုက်ပါရတဲ့လောက်ပေါ့နော်ရတဲ့လောက်ရောင်းမယ်ပေါ့နော်ဒါပေမဲ့လည်းဖြစ်တိသေးဘူးလေဈေးကဘယ်လောက်ဖြစ်မလဲဆိုတာဒေါ်လာ50လောက်ရကြတယ်ရသွားမှာပဲအဲ့တော့ထားလိုက်ပါဆိုပြီးတော့ထားလိုက်တာပါ
as free ဖြစ်တဲ့အကြောင်းလေးသိချင်ပါတယ်ဒီပြောလို့ရှိရင်တော့ as free star ကဒီပြောလို့ရှိရင်ပေါ့နော် VPN တွေကြောင်းတို့ဒါမှမဟုတ်အကောင့်တွေအများကြီးဝင်လို့အဲ့တော့အကောင်းဆုံးကတော့စောင်းရန်ရှောင်းရန်အကောင်းဆုံးကတော့ဒီ VPN တွေရှောင်းပေါ့နော်အခုချိန်မှာမြန်မာနိုင်ငံမှာအဲ့လို VPN ဝင်မှထားပါတော့ကျွန်တော်တို့ Facebook တွေသုံးမယ် Facebook တွေသုံးပြီးတော့MAC ဟာတွေတွက်ကြည့်လာအောင်မယ်ဆိုပြီးတော့ VPN မဖြုတ်ဘဲနဲ့ဝင်ပြီးလိုက်တာဒါမှမဟုတ် VPN ဖြုတ်ပါရက်သားနဲ့ဝင်လိုက်တာတို့ဒါပေမဲ့အဲ့လိုမျိုးပေါ့နော် VPN ဖြုတ်လိုက်တော့ဖြုတ်လိုက်တယ်ဒါပေမဲ့အဲ့လိုမပြုတ်သွားတဲ့ VPN တွေလည်းရှိရပေါ့နော်အဲ့တော့ VPN ဖြုတ်မှဝင်တာတော့အကောင်းဆုံးပဲပေါ့နော်အဲ့တော့အဖြစ်ဆုံးကတော့အဲ့ဒါလို့ထင်တာပဲကျွန်တော်ကတော့အဲ့တော့ VPN ဖြုတ်ပါ VPN ဖြုတ်ပြီးတော့အကောင့်တွေကို4-5ခုရှင်းမဝင်ပါနဲ့ရှင်းမဝင်ပါနဲ့ဆိုတာပြောရလို့ရှိရင်ဖုန်းတစ်လုံးနဲ့မဝင်နဲ့ပေါ့နော်အကောင့်ဟိုဘက်ပြောင်းလိုက်ဒီဘက်ပြောင်းလိုက်ဟိုဘက်ပြောင်းလိုက်ဒီဘက်ပြောင်းလိုက်လုပ်ရင်တော့အဲ့လိုဟာဒီကောင်ဘာလဲပေါ့နော်ဒီဖုန်းပြောလို့ရှိရင်ဖုန်းမှာ IP address ဆိုတာရှိရပေါ့နော်သူရဲ့ IP address နဲ့ IP address ကတူတူကြီးပဲပေါ့နော်တူတူကြီးပဲကိုသူတို့ပြောလို့ရှိရင်အကောင့်4-5ကောင်းတော့ဝင်နေရဆိုရင်သူတို့ကဘာလဲပေါ့ scammer လားဒါမှမဟုတ်တခုလားဆိုပြီးတော့အဲ့လို risk တွေနဲ့ဖမ်းလိုက်တာပေါ့နော်အဲ့မျိုးတော့ရှိတယ် account fees တာတွေအဲ့ဒါရှိတယ်အဲ့တော့အဲ့ဒီတော့အဲ့ဒါတွေတတိထားပေါ့နော်စောင်းရင်ကတော့ VPN တွေပေါ့နော်ဟိုကြီး SCA reward ပဲချိန်ရမလဲဆိုတော့ဟို campaign ပြီးရဲ့အချိန်မှာ campaign ပြီးရင်သူတို့ထုတ်ပေးမယ်လို့ပြောပါတယ်freeze တာပြောလို့ရှိရင်ဘယ်လို freeze တာလဲပြောလို့ရှိရင် USDT ကို freeze ထားလားဒါမှမဟုတ်အကောင့်ကြီးကို freeze ထားလားအဲ့ဒီချက်သိချင်တယ်ပေါ့နော်အကောင့် freeze တာဆိုရင်တော့ advanced KYC ဆိုရင်ဘာမှမဟုတ်ဘူးပေါ့နော် advanced KYC ဆိုတာ Binance KYC နဲ့အတူတူပဲပေါ့နော်အတူတူပဲဘာတူတာလဲဆိုတော့ဒီ Binance မှာဆိုရင်တခါလေးရုပ်ပြရတယ်ပေါ့နော်ရုပ်ပြပြီးတော့လူမှန်လားမှန်လားစစ်တယ် Advanced KYC အတားပါပဲရုပ်ပြပေးလိုက်ရတာပေါ့နော်ဒီ USDT freeze တာကတော့ USDT freeze တာတော့တကယ်တမ်းကိုကတခုကို state ထားလို့ပေါ့နော် state ထားလို့ freeze နေတာပါဒါပါပဲ USDT freeze တာတော့အဲ့လိုကိုယ့်ရဲ့ coin တခုက freeze ထားတာဆိုရင်အဲ့လိုအန်နဲ့ထည့်ထားတာတို့ဒါမှမဟုတ်တခုမှ state ထားတာတို့အဲ့ဒါတို့ကြောင့် freeze တာဖြစ်နိုင်ပါတယ်အဲ့လို freeze ခံဘာလို့ freeze ခံရလဲဆိုတာပြောထားရပေါ့နော်မပြောထားဘူးဆိုရင်လည်းအဲ့လို CS ကိုတော့ပြောကြည့်ပေါ့နော်ငါဘာလို့ freeze ထားရလဲအဲ့လို screenshot နဲ့ပေါ့နော်UID နဲ့ TUID စစ်ပေးပါငါဘာလို့ freeze ခံထားရလဲအဲ့မှာကြိုးကြောင်ပြောလိုက်မယ်ပေါ့နော်အဲ့မှာကြိုးကြောင်ပြောပါလိမ့်မယ်withdraw freeze နေတာတဲ့ withdraw freeze နေတာဆိုရင်တော့ကြည့်ရတာ withdraw ထုတ်လို့မရဘူးထင်တယ်ဟုတ်တယ်အဲ့ဆိုရင်အဲ့လိုအကောင့်ထဲကိုပြောလို့ရှိရင်အဲ့လိုခိုးရပါ coin တွေရောက်လာလို့လည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့လို on chain ကနေလွှဲလိုက်ပြီးတော့အဲ့ on chain ကနေလွှဲလိုက်တဲ့အခါမှာပြောလို့ရှိရင် hack ခံရတဲ့ coin တွေပါလာလို့ withdraw fees တာလည်းဖြစ်နိုင်တယ်အဲ့တော့အဲ့လိုဖြစ်ခံရပြီဆိုရင်ကိုလည်းဘာမှမလုပ်ဖ ೇನೆ ပေါ့နော်ကိုလည်းဘာမှမလုပ်ဖ ೇನೆ အဲ့လိုဖြစ်သွားပြီ hack ခံရတဲ့ coin ကိုထဲရောက်လာလို့ fees တာဆိုရင်အဲ့လိုဟုတ်တယ်တော်တော်ကြာတယ်ပေါ့နော်ကိုရဲ့ account ကဟိုဖြစ်ဖို့အတွက်ပြန်ပြီးတော့ပွင့်ဖို့အတွက်တော်တော်ကြာတတ်တယ်withdraw a temporary for this account and please click follow the instructions to complete the account risk review you can view the program and result at any time resort now နေကြည့်ပေါ့နော် resort now နေပြီးတော့ဘာလုပ်လို့ရလဲပညာပေါ့နော်ဘယ်သူများလဲလို့ cheese burger တဲ့ cheese burger ဖြစ်နေတာပါအဲ့တော့
CS နဲ့ပြောကြည့်ပေါ့နော်ငွေထုတ်တော့ကျ free ဖြစ်နေတာတဲ့အဲ့လိုပြောလို့ရှိရင်နောက်ကကျတော့ဘာဖြစ်နေလဲဆိုတော့ဒီစာကိုဖတ်ပြီးတော့ပေါ့နော်ဖြစ်နေတဲ့ဟာကိုအတိအကျမသိရဘဲနဲ့ဖတ်ပြီးတော့မှเนาะဖြည့်ပေးနေရဆိုမှားချင်လဲမှားနိုင်တယ်ပေါ့နော်အဲ့တော့တေချာပြောပြရင်တော့အဆင်ပြေနိုင်တယ်အဲ့တော့ဒီ future ဆော့ပြီးတော့ငွေထုတ်တဲ့အချိန်မှာ free ဖြစ်တယ်ဆိုတာတော့ပြောလို့ရှိရင်အဲ့လိုကြံနေလို့ပေါ့နော်တခုကြံနေလို့ဖြစ်နိုင်တယ်အဲ့ future ထဲမှာအဲ့တော့အဲ့လိုပေးကြရှိရတယ်ကုန်ပေးဒါမှမဟုတ်အဲ့လိုချီးပြီးအဲ့လိုလုံးလှုပ်ထားပြီးတော့မှပြန်မဆက်ရသေးရလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ဘယ်လောက်ထိပြန်မဆက်ရသေးရဆိုကြည့်ရပြောရလို့ရှိရင် 0.00 အဲ့လောက်လေး free ဖြစ်နေတာရှိတတ်တယ်ပေါ့နော်အဲ့မျိုးလေးတစ်ချက်တော့ကြည့်အဲ့တော့အများကြီးဖြစ်နိုင်တယ် freeze ခံရတာဆိုတာဟုတ်တယ်ပေါ့နော် withdraw fees တာတော့တစ်ချက်တော့သတိထားကြည့်ပေါ့နော်ဒါပေမဲ့လည်းကိုကဘာမှအမှားမလုပ်ထားဘူးကိုလောက်တာအမှန်နေတယ်ကျူတယ်เนาะဟို CS နဲ့သွားပြီးတော့ပြောပေါ့နော်ဘာမှလည်းမလုပ်ဘဲနဲ့ freeze ခံရတယ်ဘာကြောင့်လဲပေါ့နော်အဲ့တော့ရှိရဲအဲ့တော့တစ်ချက်ပြောကြည့်ပေါ့နော်โอเคအဲ့တော့ကျွန်တော်တို့ call လေးကိုအန်လိုက်ပါတော့မယ်เนาะတနင်္လာလည်းရှိသွားပြီဆိုတော့မေးကြရှိရင်ကျွန်တော်တို့ mention copy မေးလို့ရပါတယ်ဟိုပြောလို့ရှိရင်စာနဲ့များလာပြီဆိုတော့ဒီမမြင်ပါဆိုလို့ပါကျွန်တော်တို့တကယ်မေးကြရှိရဲဆိုရင်ခုနေ PC ဟိုးထားတင်လားဟိုးတင်သေးလားဆိုတော့ PC ကတော့ဟိုးတင်ပါတယ်ဟိုးပါကြားတယ်ခဏပေါ့နော်ကြားတယ်ခဏပေါ့တော့လဲ PC ဟိုးထားရရှိပါတယ်ပြောလို့ရှိရင်ဒီကြားတာခဏပဲပေါ့နော်ကိုတွေးထားလိုက်လို့ဒါပေမဲ့ဟိုအများတန်းဟို crypto သမားတွေလည်းပြောတယ်ဒီခုတို့အခြား admin တွေလည်းပြောတယ်ပေါ့နော်ကိုသုံးစရာမလိုတဲ့ကိုလှည့်ကြည့်စရာမလိုကိုမေ့ထားလို့ရတဲ့ပတ်စံရှိမှာပေါ့နော်အဲ့ဒီပတ်စံကိုပဲကင်ပေါ့နော်အဲ့ဒီပတ်စံကို BTC ပြောင်းပြီးပဲကင်ပေါ့နော်ကိုကမဟုတ်ဘူးအဲ့ဒီပတ်စံနဲ့ပြောရင်ခဏကြာရင်လိုလာပြီနောက်9မိနစ်လောက်ကြာရင်လိုလာရင်နောက်9ရက်ကြာရင်လိုလာရင်နောက်9နှစ်လောက်ကြာရင်လိုလာပြီဆိုရင်တော့အဲ့ဒါကိုBTC နဲ့အဲ့ဒါကို BTC နဲ့လဲပြီးမဟိုးသင့်ပါဘူးပေါ့နော်အဲ့တော့ရှိရကိုရဲ့ပတ်စံကိုမေ့ထားနိုင်ပြီဆိုမှအဲ့ကြမှာကြရှုံဆိုပြီးတော့မှအဲ့လိုတွက်ထားတော့မှအဲ့လိုဟိုးတင်ပါတယ်ဒါပါပဲပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီနေ့ဒီညကတော့ဒီလောက်ပါပဲ call လေးကိုအံ့ပေးရစီကျွန်တော်တို့ good night ပါမေးကြရှင်းလည်းမေးထားလို့ရပါတယ်စာနဲ့ပြဖြေပေးပါမယ်အဲ့တော့ဒါပါပဲ